အလောင်းကြီးကအမြဲတမ်းဆုံးမတယ်ဘဝကိုခိုင်မြဲတယ်လို့ဘယ်တော့မှမအောင်မေ့လေနဲ့ဘဝဆိုတာတိမ်တိုက်အဖွဲပဲပုံသဏ္ဍာန်အမျိုးမျိုးပြောင်းပြီးတော့လွင့်မျောနေတာဟုတ်လားဘဝဆိုတာဧည့်သည်တစ်ဖွဲပဲအကြောင်းအားလျော်စွာတွေ့ကြုံပြီးတော့မကြခင်မှာပဲကွဲကွာသွားကြမှာအဲ့ဒီကွဲကွာသွားမဲ့သဘောကိုအမြဲတမ်းစိတ်ထဲမှာနှလုံးသွင်းထားအောင်မေ့ထားအုံနောက်ထဲကိုထည့်ထားအဲ့ဒါကိုမေ့မဖြစ်နဲ့ဘုရားလောင်းကအဲ့လိုဆုံးမတာဦးဇင်းတို့တခုသောဘဝတုန်းကခေမာထေရီဘိက္ခုနီမရဲ့အလောင်းဟာဦးဇင်းတို့ဘုရားလောင်းသူတော်ကောင်းကြီးနဲ့ဇနီးခင်မွန်းဖြစ်တယ်ဘုရားလောင်းကြီးကဉာဏ်ကြီးတဲ့အခါကျတော့လောကကြီးကိုကြည့်တယ်တတ္တဝါတွေကိုကြည့်တယ်သူမျက်စိရှင်တွေပဲပေါ်ပေါက်လာတယ်သူမျက်စိရှိတယ်မဲကွယ်ပြောက်သွားတဲ့လူတွေကိုအများကြီးသူတွေ့တယ်တွေ့တဲ့အတွက်ကြောင့်လောကကြီးမှာလာရောက်ကြတဲ့ပုဂ္ဂိုလ်တွေဟာဧည့်သည်တစ်ဖွဲဖြစ်တယ်လို့သူသိတယ်သိတော့သူ့မိသားစုသူ့မှာသားလေးတစ်ယောက်ရှိတယ်သမီးလေးတစ်ယောက်ရှိတယ်သားနဲ့ညားထားတဲ့ချွေးမတစ်ယောက်လည်းရှိတယ်ကျွန်မတစ်ယောက်လည်းရှိတယ်အဲ့ဒါကိုဘုရားလောင်းကြီးကအမြဲတမ်းဆုံးမတယ်ဘဝကိုခိုင်မြဲတယ်လို့ဘယ်တော့မှမအောင်မေ့လေနဲ့ဘဝဆိုတာတိမ်တိုက်အဖွဲပဲပုံသဏ္ဍာန်အမျိုးမျိုးပြောင်းပြီးတော့လွင့်မျောနေတာဟုတ်လားဘဝဆိုတာဧည့်သည်တစ်ဖွဲပဲအကြောင်းအားလျော်စွာတွေ့ကြုံပြီးတော့မကြခင်မှာပဲကွဲကွာသွားကြမှာအဲ့ဒီကွဲကွာသွားမဲ့သဘောကိုအမြဲတမ်းစိတ်ထဲမှာနှလုံးသွင်းထားအောင်မေ့ထားအုံနောက်ထဲကိုထည့်ထားအဲ့ဒါကိုမေ့မဖြစ်နဲ့ဘုရားလောင်းကအဲ့လိုဆုံးမတာလူတွေဆိုတာဧည့်သည်ပဲခဏကလေးကြုံကြတာမကြခင်ကွဲသွားကြမှာဒီအကြောင်းအရာကိုမေ့မဖြစ်နဲ့အဲ့လိုဆုံးမတာဟုတ်လားအဲ့ဒါလို့ဆုံးမရင်းနဲ့တနေ့တော့ဘုရားလောင်းကြီးကသူ့ရဲ့သားနဲ့လေတော်မှာသူတို့ရဲ့ယာတော်မှာမြက်တွေပါတွေရှင်အမိုက်တွေပါတွေရှင်စုပုံပြီးတော့မီးတွေပါတွေရှို့ကြတာလေဆိုင်ခါနီးပြိုကျဲခါနီးနဲ့တူပါရဲ့ဟုတ်လားအဲ့ဒီလိုမီးပုံရှို့ရင်းနဲ့သားလေးကအမိုက်ပုံကိုမီးရှို့တာအဲ့ဒီအမိုက်မီးကိုတွေကတောင်ပေါ်ထဲဝင်ပြီးတော့အနားနားမှာတောင်ပေါ်ထဲမှာရှိတဲ့မွေကစိတ်ဆိုးပြီးထွက်လာပြီးတော့သူ့ကိုကိုက်လိုက်တာအဲ့ဒီနားရင်ပွဲချင်းပြီးသေတယ်သားလေးကဒီဇလန်းကိုဦးဇင်းတို့အကျေကြီးပေးတဲ့တို့ကကြားဖို့ပြီးသားဟုတ်လားဒါပေမဲ့ဇလန်းထဲမှာပြောတဲ့စကားလေးတွေကအနှစ်ရှိတယ်ဒါကြောင့်လိပ်ပတ်လိုက်အောင်နည်းနည်းတော့နားထောင်ရမယ်နော်မှန်ပါဗျာအဲ့ဒါလိုမွေစိုးကကြိုက်လို့ပွဲချင်းပြီးရုပ်တရက်သေတော့တခါကြီးကဘုရားလောင်းကြီးကအမြဲတမ်းသူကစဉ်းစားထားတယ်ဂရုစိုက်ထားတယ်တတ္တဝါတွေဆိုတာဧည့်သည်ပဲလို့ငါစဉ်းစားထားတာငါစဉ်းစားထားတဲ့အတိုင်းပဲငါသားလေးဟာငါစီကိုရောက်လာပြီးတော့အခုအကြောင်းကုန်တော့ပြန်လဲထွက်ခွာသွားပြီအဲ့ဒါနဲ့သူတီတီငိမ့်ငိမ့်ပဲမျက်ရည်မကျဘူးဘာလို့လဲဆိုတော့ယာနီနာချင်းတယောက်ကရွာကိုပြန်มาသူမှားလိုက်တယ်ဟေးတို့အိမ်ကဒကမာကြီးကိုပြောလိုက်ပါငါရဲ့အမေကြီးကိုပြောလိုက်ပါလေတော်ကိုအခါတိုင်းတယောက်ဖယ်လာတာဒီနေ့အိမ်ရှိလူကုန်လာခဲ့ပါလို့ပြောလိုက်ပါအခါတိုင်း2ယောက်စာထည့်ခဲ့တယ်ဒီနေ့1ယောက်စာပဲထည့်ခဲ့ပါလို့ပြောလိုက်ပါပြီးတော့လေပန်းနန့်သာလက်ဆွဲပြီးတော့လာခဲ့ပါလို့ပြောလိုက်ပါအင်းဒီနာချင်းကအိမ်ရောက်တော့အတော်ကြီးကိုပြောတယ်ပြောတော့ခေမာထေရီဘိက္ခုနီမအလောင်းဆိုတော့ညံရှိတယ်ဟေးမင်းကိုမှားလိုက်တာကအဖေကမှားလိုက်တာလားသားကမှားလိုက်တာလားအဖေကမှားလိုက်တာဩအဲ့ဒီလိုဆိုရင်ငါသားလေးတော့ဆုံးပေါ့သိတယ်ဘာဖြစ်လို့သိလဲဆိုတော့2ယောက်စာကို1ယောက်စာပဲယူခဲ့ဆိုတော့1ယောက်မရှိတော့ဘူးလို့ပြောလိုက်တာဟုတ်လားပြီးတော့အိမ်ရှိလူကုန်လာခဲ့ဆိုတော့ဘဝရဲ့နောက်ဆုံးခရီးမှာလာပြီးတော့ကြည်လဲဆိုတဲ့အဓိပ္ပာယ်အဲ့ဒါနဲ့အိမ်မှာရှိတဲ့သမီးရဲ့ချွေးမရဲ့ကျွန်မလေးရဲ့ကိုဒကမာကြီးကခေါ်ပြီးတော့ဝက်ကောင်းစားကောင်းလေးတွေဝက်တတရဝက်ပြီးတော့ပန်းနန္တာလက်ဆွဲပြီးတော့သူရဲ့လေယောက်ျားရှိတဲ့လေတော်ကိုသွားတယ်ဟိုတော့ထင်းတဲ့အတိုင်းပဲသားကအသက်မရှိတော့ဘူးအဲ့ဒီမှာသားကိုတတရလေးပြင်ပြီးတော့အနီးနားမှာရှိတဲ့ထင်းကြောက်ကလေးတွေဗာလေးတွေကောက်ပြီးတော့သားကိုမီးရှို့ပြီးတော့တင်းကြိုကြတာဘယ်ပရိသတ်မှလည်းမဖိတ်ပါဘူးဟုတ်လားဘယ်ဘုန်းကြီးမှလည်းပင့်တယ်လို့လည်းမကြားပါဘူးစားတယ်တော့မပါဘူးသာသနာ့ဘမှုနဲ့ဒူပါရဲ့ဟုတ်လားသူ့လေတော်ထဲမှာပဲသူတိတ်တိတ်ဆိတ်ဆိတ်ကလေးအားလုံးတို့ရဲ့စိတ်ထဲမှာတို့အိမ်မှာရောက်လာတဲ့ဧည့်သည်တယောက်ကတော့အကြောင်းကုန်လို့ပြန်သွားပြီပဲသူရှေ့ဆက်ခရီးထွက်သွားပြီပဲတို့ပဲချင်းထွက်ခွာရမလဲမသိဘူးဒီစိတ်ကူးကလေးနဲ့ကြည်ရင်းနဲ့တရားမှမျက်ရည်မကျဘူး
အဲ့ဒါမိကိုလေးတွေကဦးလို့သားရဲ့အလောင်းကိုမိကတဖြည်းဖြည်းနဲ့ဝါမြုံနေတာအဲ့ဒါကိုအေးအေးဆေးဆေးကြည့်နေတာဒီအည်သွေးမျိုးရဖို့မလွယ်ပါဘူးအမြဲတမ်းနှလုံးသွင်းနေလို့တနည်းအားဖြင့်ဘဝဟာဧည့်သည်ပဲလို့အမြဲတမ်းသိနေလို့အဲ့ဒီအတိလေးကိုမပြတ်အောင်စိတ်ထဲမှာသိမ့်ထားနိုင်လို့အဲ့ဒါလောက်ရင့်ကျက်တာအဲ့ဒါလောက်ရင့်ကျက်တဲ့စိတ်ရဲ့စွမ်းအားရှိတယ်အဲ့ဒီစိတ်ရဲ့စွမ်းအားကလေတာဝရိန္ဒနတ်ပြည်ကိုရိုက်ခတ်တယ်နော်ကိုယ်သားအရင်ခောက်ခောက်ရုတ်တရက်သေးတာကိုစိတ်ထဲမှာအေးအေးချမ်းချမ်းနေနိုင်တဲ့စိတ်ဟာတာမန်စိတ်မဟုတ်ဘူးဟုတ်လားအနှစ်နှစ်အလားလားစဉ်းစားခဲ့လို့ဆင်ញင်ခဲ့လို့တိဆောက်ခဲ့လို့ရထားတဲ့အသိဉာဏ်ဒီဟူသောအဆောက်အဦကလေးနော်အဲ့ဒီအဆောက်အဦလေးရဲ့အစွမ်းတတ္တိဒီတရားမင်းဒီကိုရောက်တယ်